ကဲအခုမျိုးတွေအားလုံးပဲမင်္ဂလာပါတားလေးစူးလင်းရနေပြီးတော့အမျိုးတွေအားလုံးအတွက်တာကို2026 23လပိုင်း23ရက်မှ29ရက်အတွင်းဖရီးစိန်ပတ်တီတစ်လုံးရဲ့အစောဆုံးလာမဲ့ပတ်တီဖြစ်ပါတယ်ဖရီးစိန်ပတ်တီတစ်လုံးရဲ့မပြောက်ပတ်တီဖရီးစိန်ပတ်တီတစ်လုံးရဲ့ဇာရိုဘရိတ်နှလုံးရဲ့ကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာပါကျွန်တော်စေတနာနဲ့ပြီးသွားမှာပါကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုလည်းကျွန်တော်ရဲ့စေတနာကိုပြန်လဲတုတ်ပြန်တဲ့အနေနဲ့ကျွန်တော်ဗီဒီယိုလေးတွေကအခုမှကျွန်တော် channel အသစ်လေးမှုလို့ပြန်လဲတုတ်ပြန်တဲ့အနေနဲ့ကျွန်တော် like လေးတွေလည်းလွှင့်လို့ရအောင်ကျွန်တော်ကို subscriber လေးနှိပ်ခဲ့ပေးပါ subscriber လေးတွေ S နဲ့စတဲ့ subscriber လေးတွေကိုနှိပ်ပေးပါနော်ဟို subscriber မသိတဲ့လူလေးတွေဆိုရင်လည်း S နဲ့စတဲ့ subscriber လေးတွေကိုနှိပ်ပေးပါလက်မလေးတွေနှိပ်ပေးပါကျွန်တော်မေတ္တာရက်ခံပါတယ်ကျွန်တော်ဖုန်းနံပါတ်တွေပါရှာပေးပြီးတော့လဲကဏ္ဍရောင်းစားတာမဟုတ်ပါဘူးကျွန်တော်စေတနာနဲ့ပြီးသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ပြောပြပေးသွားပါမယ်နေ့တိုင်းလေးတွေကိုလည်းတင်ပေးသွားပါမယ်ကျွန်တော်ဗီဒီယိုလေးတွေကိုအများအားကြည့်ရှုလို့ရအောင် subscriber လေးနှိပ်ပြီးတော့ like and share လေးတွေ share လို့ရတဲ့နေရာလေးတွေမှာ share ပေးပါလက်မလေးတွေနှိပ်ပေးပါလို့မေတ္တာရက်ခံပါတယ်ကျွန်တော်နေ့တိုက်ကဏ္ဍလေးတွေအရင်ပြောပြပါမယ်နေ့တိုက်ကဏ္ဍလေးတွေကတော့ဒီနေ့အတွက်ကျွန်တော်ရဲ့1ချိန်လေးနှလုံးကျွန်တော်ပြောပြပါမယ်အဲ1ချိန်လေးကတော့69 1ချိန်လေးပါဗျာနော်69 1ချိန်လေးဖြစ်ပါတယ်ကီးကတော့169ကီးပါနက်ခတ်ချိန်လေးဖြစ်ပါတယ်69 1ချိန်လေးပါဗျာနော်69 1ချိန်လေးကိုနေကုန်ကီးလေးဖြစ်ပါတယ်မနက်မထိညနေထိပါဗျာနော်နေကုန်ကီးလေးပါတကယ်လို့မနက်ထိခဲ့ရင်ညနေတက်တာကျွန်တော်လာတင်ပေးပါမယ်အဲ့တော့ကျွန်တော်ရဲ့တပတ်စာမပြောက်ပတ်ဒီဖရီးဇာရိုစိန်ပတ်ဒီကတော့ရှောက်ဖြစ်ပါတယ်ဇာရိုဖရီးစိန်ပတ်ဒီကရှောက်ပါဗရိတ်မွေးဗရိတ်ဇာရိုဗရိတ်တပတ်စာမပြောက်ဗရိတ်ကတစ်လျှောက်ဗရိတ်ပါဗျနော်တစ်လျှောက်ဗရိတ်ပါကျွန်တော်ဗီဒီယိုလေးကိုစောင့်ကြည့်လို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအများအားကြည့်ရှုလို့ရပါတယ်မှန်ညင်းဆိုတာဒီလဲစောင့်ကြည့်မှသိမှာပါဗျနော်အဲ့တော့ကျွန်တော်နေ့တိုက်ကဏ္ဍလေးကိုပြောပြပေးပါမယ်169ကီ69 1ချိန်လေးကိုဘာနဲ့ကတ်မလဲဆိုတော့2345နဲ့ကတ်မှာဖြစ်ပါတယ်ဗျနော်2345နဲ့ကတ်မှာပါအဲ့တော့6နဲ့ပတ်သက်ရင်6နဲ့63 64 65 9နဲ့ပတ်သက်ရင်9နှစ်93 94 95ဖြစ်ပါတယ်ဗျနော်အားလုံးပဲပေါက်ကြပါစေကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်